အားလုံးပဲမင်္ဂလာပါဒီနေ့လေအစီတစ်ခုပြောပြချင်လို့လေဘာလဲဆိုရင်ဟိုတခါအစီပြောဖူးလေနော်စပိတ်စီဒီနေ့တော့အိမ်ရှိမှလာရှော့ထွက်မှဆန်လာဝယ်တော့လမ်းလျှောက်လာလိုက်တာဟောပေါ့ဘာလဲစပိတ်စီဖုန်းကန်ရင်ဖိုင်းကောက်တယ်လို့အဲ့လိုပြောပြသေးတယ်နော်အဲ့ဒီနေ့ကအစီတို့ professor ပြောတာစပိတ်စီတဲ့အကြောင်းသူအကြောင်းသားဆိုရင်ကြည့်ဆိုင်ကြပါတဲ့ဘာဖြစ်လို့လဲဆိုရင်တဲ့အခုတလောပေါ့စီကတိကျက်ထားတယ်ပေါ့စပိတ်စီးတာတွားလာတာလေပေါ့ဘာဖြစ်လို့ဆိုအစီတို့ဒီမြို့ထဲက international student အရင်များတယ်ပြီးဘယ်လိုပြောမလဲလမ်းတော်လာလည်းအရင်များတယ်ဒီကျောင်းဝင်နာပေါ့ဒီဖက်အစီတို့ဖက်မှာကျတော့အဲ့လောက်ထိမရှိဘူးနည်းနည်း quiet place ဖြစ်တယ်ပေါ့နော်ဟိုဖက်ကျောင်းဖက်မှာဆိုရင်နည်းနည်း chaotic ဖြစ်တယ်ပေါ့နော်အဲ့ဆိုတော့ယူဆိုင်ကြပါပေါ့အဲ့ဆိုစပိတ်ရှိတဲ့လူဆိုရင်ရုံးမှာသွားပြီးမှဟိုပေါ့ကပ်ပြားလာဘာမှမသိစရင်သွားတွေ့ထိုင်ရင်တဲ့စပိတ်နဲ့ပျောက်ကြီးပေါ့သူကစပိတ်က insurance မရှိဘူးလားမသိဘူးလို့ပြောလိုက်တယ်လို့ပဲအဲ့ဆိုအဲ့ဒီအတွက်ကတကယ်လို့ပျောက်သွားရင်စပိန်ပျောက်သွားခဲ့ရင်အဲ့ဒီကတ်နဲ့သွားပြီးမှသွားတိုင်ရင်ပေါ့သွားပြောရင်စပိန်ပြန်ရနိုင်ချင်တော့ရှိတယ်ပေါ့အဲ့လိုမျိုးမလုပ်ထိုက်တော့ပြန်မရနိုင်ဘူးပေါ့ရဖို့အတွက်နည်းနည်းခက်ခဲတယ်တဲ့အဲ့လိုပြောတာအဲ့ဒါနဲ့ဖန်ကဘယ်လောက်ရှိမလဲပေါ့အဲ့လိုမျိုးအရေးယူတာဘယ်လောက်ရှိမလဲသူကပြောကြည့်တော့ခက်မကြည့်တော့ယူရို900လောက်ကြော်မယ်ထင်တယ်တဲ့အဲ့လိုပြောပြတယ်အဲ့တော့လန့်တော့ပဲစပိန်တာတိတ်မစီးရဘူးစီးတာစီးနေတာတိလားoh my god democracy နိုင်ငံကြီးပါလေဥပဒေများလိုက်တာလို့နော်နောက်တစ်ခုကလေအဲ့ဒါတစ်ခုအဲ့တော့ပြောပြချင်တာကinternational student တွေကျွန်တော်မြန်မာပြန်လာတဲ့သူတွေပေါ့နော်စပိန်ကျောင်းပြန်ဘတ်စကားစီးပြီးဟိုပါလေစပိန်နဲ့သွားလာလို့ချင်တဲ့သူတွေဆိုရင်စပိန်စီးတဲ့ချိန်ကယူဆိုင်ကြပါပေါ့သူကဆိုင်းနေပြတ်ထားတယ်တိလားစပိန်နဲ့လူနဲ့ဒီလိုသွားတဲ့ဟာတွေရှိတယ်ပြီးအမျိုးကွာနေရာစုံသူကစပိတ်သွားလို့ရတဲ့နေရာသွားလို့မရတဲ့နေရာစပိတ်free သွားလို့ရတဲ့နေရာအဲ့လိုမျိုးတွေစတဲ့ဖြစ်ပေါ့အဲ့လိုမျိုးတွေကြီးဆိုင်ကြပါပေါ့လည်းကနေပတ်စံများကြီးကိုမျိုးဖိုင်းကောက်ခံနေရရေပေါ့တော့ခါရောက်သွားမယ်ပေါ့နော်ကျွန်တော်ကတော့ဖမ်းမကောက်ခံအောင်စီးနေရတယ်ပေါ့နော်အဲ့နောက်တစ်ခုကအစီဒီမှာပြောင်းလာတော့အစီနေတဲ့အခန်းကဒီဖိလစ်ပင်းအမတယောက်နေတာသူကတခြားမျိုးပြောင်းသွားတော့အစီကဒီအခန်းကိုရတာပေါ့နော်ဆိုသူရအခန်းကိုပြန်ဆက်နေတော့အဲ့ဒီအမကပြောခဲ့တာသူက key hand over လာလို့ရချင်တယ်နော်အစီကိုပြောတာthis is very important in Germany that because if you lose the key you will find a lot many ပေါ့အဲ့လိုပြောတော့ကျွန်တော်ကလက်တပြီပေါ့ဒီတိုင်းပဲကိစ္စမရှိပါဘူးဆိုမှအဲ့လိုပဲတွေ့မှအမြဲတမ်းဒီတော့ကျတော့ဒီလိုအဲ့ပါပဲကျိုးအဲ့ပါအမြဲတမ်းထဲတော့ဒီနေ့ကအဲ့ဒီအเจ้าမှာ professor ပြောတာเจ้าသူเจ้าသားတွေကိုပြောပေးတာပေါ့ဒီလိုအတိုင်းထဲမှာအခန်းထဲမှာပေါ့ဂျာမနီမှာကစပိတ်စီလဲအရေးကြီးတယ်တော်တော်လာကြီးစိုက်ပါပြီးနောက်တစ်ခုအရေးကြီးတာကဘာလဲဆိုရင်လိုင်းကူးမလို့နောက်တစ်ခါဘာရေးကြီးရလဲဆိုရင်တော့တယ်ပေါ့ dormitory ကအဆောင်ကတော့တယ်ပေါ့နော်အရေးကြီးပါတယ်တဲ့ဖြစ်တော့တချောင်းအစီတော့မကြည့်တော့လေချောင်းရှိတယ်နော်လေချောင်း gate တယောက်ကိုလေချောင်းပေးထားတာဟိုတက္ကမကြီး gate တော့တချောင်းပြီးရင်အိမ်ထဲမှာဝင်တဲ့ချိန်မှာတချောင်းပြီးရင်အပေါ်ထပ်မှာဝင်တဲ့ချိန်တချောင်းပြီးရင်နောက်ဆုံးတချောင်းကအစီအခန်းမှာပေါ့အဲ့လိုလေချောင်းဆိုရင်သူကတော့တချောင်းပျောက်သွားရင်တဲ့ယူရို900လောက်ရှိတယ်တဲ့တွက်ကြည့်အောင်ခုလို့10ယူရို900ဆိုရင်တယူရိုကိုအရင်တော့ဆို900ကျော်တယ်ပေါ့9000ကျော်တယ်ပေါ့အခု9000နဲ့တွေ့ရင်900ဆိုရင်တယူရို9500ဆိုရင်25သိန်းမြန်မာငွေ Oh my god တော့တချောင်းနော်အဲ့ဒါဘာဖြစ်လို့တော့တချောင်းလောက်ဈေးကြီးတယ်ဆိုကြအစီတွေးကြည့်တာလေဂျာမနီကတော့ကလေနော်တခြားကျွန်တော်မြန်မာနိုင်ငံကတော့နဲ့တိတ်မတူတာတိလားတော့လေဒီလိုဖွင့်မှဒီလိုဖွင့်ရအဲ့လိုမျိုးဘယ်လိုလဲမသိဘူးအစီဆိုဆက်မဖွင့်တတ်ဘူးမဖွင့်တော့ရှော့ခက်နေပဲတိလားတော့ဖွင့်တတ်ဖို့အရေးလေတိလားတော့တကယ်တော့ပျောက်သွားမှတော့အတိလေးရမယ်ပြီးတော့တခုဖြစ်သွားလို့အတိလေးရမယ်ဆိုရင်ပတ်စံတော့တော်ကုန်မဲ့ကိန်းတော့ရှိတယ်ဘယ်လိုပြောမလဲကုန်နေတဲ့ကိန်းရှိတာပေါ့အဲကြောင့်မို့သူတို့က fan တယ်လို့မျိုးပြန်တော့ပျောက်သွားရင် fan ကောက်တာတွေအဲ့လိုမျိုးရှိတယ်လို့ယူဆရပါစီထင်တယ်လေအဲ့တော့အမလေးပြောပြချင်တာက
ဂျာမနီမှာကျောင်းတက်ပြီးမှရောက်နေတဲ့ကျွန်တော်တို့တင်ငင်ချင်းတွေမြန်မာပြည်လူတွေကျောင်းတက်ဖို့လာမယ်လို့စဉ်းစားထားတဲ့သူတွေစပေးစီဂယူဆိုင်ပါပတ်စံမကုန်ချင်ပေါ့နော်နေရာတိုင်းမှာဥပဒေ law ရှိတော့ဒီမလားနေရာတိုင်းမှာဥပဒေရှိတော့ဂယူဆိုင်ပါပြီးတော့လည်းဂယူဆိုင်ကြပါလို့မှချင်ပါတယ်ကုထနက်ခပါ